အားလုံးမင်္ဂလာပါရွှေစွာဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းတဲ့ဒီနေ့မှာတော့ရှင်ယာကုပ်ဩဝါဒစာခန်းကြီးလေးအပိုင်းငယ်15အဖြစ်ဘုရားသခင်နှုတ်ကပတ်တော်ကိုဆင်ခြင်ကြရအောင်ထာဝရဘုရားသည်အလိုတော်ရှိ၍ငါတို့သည်လည်းအသက်ရှင်လျင်ဤသို့ပြုကြကုန်အံ့ထိုသို့ပြုကြကုန်အံ့ဟုသင်တို့ဆိုရသင်ရဖြစ်၏ဒီနှုတ်ကပတ်တော်ထဲမှာဘုရားသခင်ကအသက်ရှင်ခွင့်ပေးဘုရားသခင်ကအလိုရှိရင်ထိုကဲ့သို့ပြုမယ်ဤကဲ့သို့ပြုမယ်လို့ဆိုခြင်းကဘုရားအလိုတော်ဖြစ်တယ်ဘုရားနှစ်သက်သောအရာဖြစ်တယ်လို့ရှင်ယာကုပ်ကဖော်ပြထားတာတွေ့ရတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေဟာအနာဂတ်နဲ့ပတ်သက်ပြီးတော့မှကိုလိုချင်ရာကိုပြုချင်ရာဗန်တိုင်းနေစာသဖြင့်ချက်မှတ်တဲ့အရာမှာလောကီသားကဲသို့မဖြစ်စေဖို့အမြဲတမ်းအရေးကြီးပါတယ်ပြီးတော့မှလည်းကျွန်တော်တို့ကပြောဆိုစကားပြောဆိုတဲ့နေရာမှာလည်းစကားကိုဖြစ်တယ်လို့လက်လွတ်စပယ်မပြောမိစေဖို့လည်းအမြဲတမ်းအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့အနာဂတ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့မပိုင်ဆိုင်ပါဘူးအနာဂတ်မှာဘာဖြစ်လာမလဲဆိုတော့ကျွန်တော်တို့မသိပါဘူးအနာဂတ်ကိုလည်းဒီနေ့ကျွန်တော်တို့ကိုသိဖို့အတွက်ဘုရားသခင်ကအခွင့်မပေးထားပါဘူးဘုရားအခွင့်ပေးထားတဲ့အရာကတော့ဒီနေ့ကကျွန်တော်တို့အဖို့လောက်တယ်ဘုရားရဲ့အလိုတော်ထဲမှာဘုရားနှုတ်ကပတ်တော်ထဲမှာဘုရားရဲ့ကြံစီတော်အသက်ရှင်ခြင်းဒီလုံလောက်တယ်ဆိုတဲ့အရာကိုပဲဘုရားကကျွန်တော်တို့ကိုအခွင့်ပေးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကနေ့စဉ်ခဏတာထင်ရှားပြီးတော့မှအခုအငွေလိုမျိုးပဲအချင်းမျိုးကွယ်ပြောက်သွားနိုင်တဲ့လူသားတွေမလို့ပါမနေ့ဖန်ဆိုတာလဲကျွန်တော်တို့အတွက်မသိချပါဘူးဒါကြောင့်ကျွန်တော်တို့တွေကအနာဂတ်နဲ့ပတ်သက်ပြီးတော့မှအစီအစဉ်ဆွဲမယ်ဆိုရင်အနာဂတ်နဲ့ပတ်သက်ပြီးတော့မှလက်ဆောင်ခြင်းအရာတွေပြင်ဆင်ကြတယ်ဆိုရင်ဒီနေ့ယာကုပ်ကြီးကပြောသလိုပဲဘုရားအလိုတော်ရှိလျင်ဘုရားကအသက်ရှင်ခွင့်ပေးသေးတယ်ဆိုရင်ဆိုတဲ့စကားမျိုးနဲ့အစာချပြီးတော့မှလှုပ်ဆောင်ဖို့အမြဲတမ်းအရေးကြီးပါတယ်ထိုကဲ့သို့လှုပ်ဆောင်ဖို့လို့ငါလဲတမန်ကျမ်းစာကကျွန်တော်တို့ကိုတုံ့တင်ထားရဲဆိုတာကိုတွေ့ရတာဖြစ်ပါတယ်အဲ့လိုပြောဆိုခြင်းကအလိုဝန်ခံခြင်းကယုံကြည်သူအတွက်အသင့်တော်ဆုံးပြီးတော့မှဘုရားသခင်ကလည်းအလိုရှိသောအရာဖြစ်တယ်ဆိုတာကိုယနေ့နားလည်ရမှာဖြစ်ပါတယ်တောက်တဲ့ဆရာကတော့တောက်တဲ့ကျမ်းကိုင်း20ခုပန်းငယ်1မှာနှစ်ဖက်နှစ်ကိုအမိပြု၍ငဝါကြွားနေတရအတွင်းအဘယ်သို့ဖြစ်လိမ့်မည်ကိုမသိနိုင်လို့ဖော်ပြထားပါတယ်ဒါကြောင့်ကျွန်တော်တို့ကနှစ်ဖက်အတွက်ဟောကြွားလို့မရပါဘူးတစ်ဖက်အတွက်ဟောကြွားလို့မရပါဘူးကျွန်တော်နေ့ရက်စဉ်တန်းကကျေးဇူးချီးမွမ်းခြင်းနဲ့ပဲအလိုတော်ဝန်ခံရင်းနဲ့ပဲဘုရားသခင်ကအသက်ရှင်ခွင့်ပေးနေသေးတယ်ဘုရားသခင်ကဆက်လက်ပြီးတော့မှကျွန်တော်တို့ကိုအလိုတော်ရှိ၍နေထိုင်ခွင့်တွာလာခွင့်ပေးသေးတယ်ဆိုရင်ကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာကိုပဲစီစဉ်ချမှတ်ရမှာဖြစ်ပါတယ်ယောဘခန်းကြီး10ပန်းက9မှာငါတို့သည်မနေ့ဤသားဖြစ်၍အလင်းမသိရပါမြေကြီးပေါ်မှာငါတို့နေရသောနေ့ရက်ကာလသည်အရေးသက်သက်ဖြစ်၏ဘယ်ရမှမတည်မြဲပါဘူးဘယ်ရကမှလည်းကျွန်တော်တို့ဆုံးမရပါဘူးဒါကြောင့်မို့ယနေ့ကျွန်တော်တို့ကရှင်ယာကုပ်ဖော်ပြထားတဲ့နှုတ်ကပတ်တော်ကဲ့သို့ပဲထာဝရဘုရားသည်အလိုတော်ရှိ၍ငါတို့သည်လည်းအသက်ရှင်လျင်အလိုတော်ရှိပြီးအသက်ရှင်နေရသေးတယ်ဆိုရင်ဤသို့ပြုမယ်ထို့သို့ပြုမယ်လို့ဆိုတာကဒီနေ့ယုံကြည်သူအတွက်အသင့်တော်ဆုံးအကောင်းဆုံးအဖြစ်တင်ဆုံးဖြစ်တဲ့